ရမကောင်းတာတွေကိုတွေ့လျက်နဲ့မသားမြစ်ဘူးဟေ့ဆိုတာသူကိုယ်တိုင်မကောင်းတာကြိုက်နေလို့ပဲကိုကဓမ္မအမှန်တရားချစ်မြတ်နိုးတယ်ကောင်းတယ်ဆိုလို့ရှိရင်မကောင်းတဲ့အစိတ်တွေမပြန်ရေးအတွက်အာရမတွေမပြန်ရေးအတွက်ယဟန်မှာတာဝန်ရှိကိုရှိတယ်ဗုဒ္ဓကလည်းဒါကိုပဲလုပ်ဖို့ missionary စနစ်တကျသင်ကြားပေးထားတာပဲဒီမှာတရားမေးလျှောက်ခွင့်ပြုပါဖေ။2021နိုင်ငံရေးအခြေအနေကြောင့်တကြံရေကစားခြင်းကိုတပိတ်မောက်ခြင်းဖြင့်အမှန်တရားကိုထောက်ခံပေးဖို့မေတ္တာရက်ခံထားကြပါတယ်ဖေ။ထို့ကြောင့်လည်း2025အထိတကြံရေကစားခြင်းကိုလူငယ်အများရေမကစားပဲတပိတ်မောက်ခဲ့ကြတာ9နှစ်ပြည့်ပါပြီဖေ။2025မြေလီလှုပ်တုံးကတကြံရေကစားသူကိုလမ်းမှာတွေ့ရင်စေးမီနေရင်ရိုက်မဲ့ဟူတော့ဓမ္မစေတီတော်ရဲ့တရားကိုကြားနာခဲ့ရပါတယ်ဗျာဒီနေ့2026ခုနှစ်မှာလူငယ်အများပြားကြိတ်ကြိတ်တိုးရေကစားလာတာတွေ့မြင်ရပါတယ်ဖေ။တပည့်တော်တို့ကနိုင်ငံရေးစနစ်ကြောင့်တရားရေကစားမှုကိုမေတ္တာရက်ခံထားတော့လေဓမ္မစေတီကငလင်လုံမှုအပေါ်အနာဆ၍အော်တကယ်တော့တွေ့မြင်ရပါတယ်ဖေ။ထို့ကြောင့်ရှင်ပြတို့ရဟန်းတန်ဃာတွေဟာအနာဘောတုံးကြမှနားရတဲ့သူတွေလားကိုမတန်ဖိုးရှိကြသူတွေလားကိုချင်းစာတရားဆိုတော့ဗြဟ္မဆိုတရားကိုတကယ်သိမြင်ကြရဲ့လားဆရာတော်ရဲ့အမြင်ကိုဖြေကြားပေးတော်မူပါဖေ။ဟုတ်ကဲ့ပါမိကုမေးရှောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ဦးဇင်းတို့နော်ပြီးခဲ့တဲ့နှစ်ငလျင်လှုပ်တုန်းကသမစီရီကနေပြီးတော့ငလျင်မှာဘုန်းကြီးတွေတော့ပြန်လုံတော်မူတဲ့စာပြေးနဲ့ဘုန်းကြီးတွေပြီးတယ်ဟေ့ဆိုလို့ကအားလုံးလည်းမြင်ကြတဲ့အတိုင်းပဲတကြံရေကစားရင်ငါကိုယ်တိုင်ရိုက်မယ်တို့နှက်မယ်တို့နော်သူကဖြစ်ဖြစ်ငါတော့တွေ့တာနဲ့ရိုက်မှာပဲဟေ့ဆိုပြီးတော့ပြောခဲ့တာ online ပေါ်လဲနင်လန်းကလာပြည့်နေတာတွေ့ကြရမှာပါတကယ်တမ်းတော့နော်ဦးဇင်းတို့အားလုံးလည်းမြင်ကြတဲ့အတိုင်းပဲကိုယေရှုရှင်ပြည်သူတွေရရဆက်ဆက်အသက်ခံနေကြရတာဒီဦးဇင်းတို့ကတော့ဒါအနိကဆုံးဒီ9နှစ်ကိုပြောနေတာပေါ့တကယ်တမ်းတော့နေဝင်လက်ထက်တွေကပညာရှင်တွေရောပါတွေရောအကုန်လုံးတက်ဖြတ်ခဲ့ကြတဲ့လူတွေပါဒီအာနာရှင်မျိုးဆက်ပေါ့အင်မတန်ရက်ဆက်ယုံမှန်ကြတဲ့သူတွေပါအခုစိုးဆုံးကတော့ဒီမင်းအောင်နိုင်ရဲ့လက်ထက်မှာအားလုံးမြင်ကြတဲ့အတိုင်းပဲနော်မိရှို့တယ်မရင်းကျင့်တယ်တက်ဖြတ်တယ်ရဟန်းတန်ဃာတွေဟေ့ဆိုရင်လေဦးဇင်းတို့သိတာတော့မှပဲဒါအပါ80ကျော်နေပြီနော်ကြောင်းမော်တွေလင်းရင်ကြဘုံနေနဲ့ကြဲကြပြန်လုံတော်မူနော်သူတို့ကပြောခဲ့တဲ့ဓမ္မအားပေးတယ်လို့သိရင်ထောင်ချတက်ပြည့်နော်အလုံးလည်းမြင်ရတဲ့အတိုင်းပဲသူတို့အာနာသိမ့်တဲ့နေ့မှာတော့မှပဲသူတို့ဓမ္မအမှန်တရားရှင်းမြတ်လို့ကြတဲ့ဆရာတော်ကြီးတွေနော်မြောက်ဝီမင်းကြီးဆရာတော်တို့ရှင်ညဝါဆရာတော်တို့သောဗိဒလင်္ကာကျေတို့ဥဒေဇနီယမန်းတောင်ကြီးတို့နော်မတရားဖန်ဆီးတယ်ထောင်ချတယ်နှိပ်စက်တယ်အခုပြန်ထွက်လာတော့ပြန်လုံတော်မူသွားပြီနော်ရှင်ညဝါဆရာတော်တို့မြောက်ဝီမင်းဆရာတော်တို့ရေဘူးဆရာတော်တို့ဒီနေ့အလင်္ကာကျေဆရာတော်တို့နော်ပြန်လုံတော်မူပုံပြီရှိကြတော့အဲ့တော့ဆရာနာရှင်ကအင်မတန်ရက်ဆက်ပါတယ်ဒီဆရာနာရှင်ရတကယ်ပြည်သူရောယဟန်တန်ဃာတို့အပေါ်ကောနော်ဒီလောက်ရက်ဆက်နေတာနော်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကိုယ်နိုင်ငံသားမှန်သမျှအကုန်လုံးရက်ဆက်တက်ဖြတ်နေတာကြတော့ကိုချင်းစာတရားနဲ့ကိုပြည်သူလူထုပေါ်မှာမေတ္တာရက်တာနော်ဒီချိန်မှာအတုံးနေအဖြုံးနေမလုပ်ကြနဲ့နော်အားလုံးဓမ္မအတွက်အသက်ပေးနေကြရတယ်စတိနေကြရတယ်ဒီဟာတွေအတွက်ကုန်မဲ့စားနော်ဒီ PDF တွေနော်ကိုယ်နိုင်ငံဓမ္မနိုင်ငံဖြစ်ရေးအတွက်ကြိုးစားနေကြတာတွေဆရာနာရှင်ဘုန်းကြီးလို့စစ်ပေးရှောင်နေရတဲ့စားမယ်တောက်ရမယ်ဖြစ်နေတာတွေကိုနော်ငါတို့အဲ့ဒီတွေကိုပေးလူရရမယ်လို့ဒီဘုန်းကြီး9သိန်းကျော်ကအားလုံးနော်ဝိုင်းဝန်းပြီးတော့ဆုံးမကြရမှာဟောကြားကြရမှာအခုတော့ဦးဇင်းတို့နားထောင်ကြည့်တယ်ဘုန်းကြီးများစုကမေခွန်းရှင်မေးတယ်လို့ပဲကိုချင်းစာတရားမဲ့နေကြဘုန်းကြီးတွေကပြောခဲ့တဲ့စာပြေရင်းနဲ့မလျင်လေးပြီးတော့မှအတန်နေထွက်တယ်ဒီမကစားဖို့တကယ်တမ်းကြီးဆိုမေတ္တာစေတနာနဲ့ဟေ့ဆိုရင်အစောကြီးတွေကပြောရမှာမင်းတို့ကိုချင်းစာတရားရှိကြကွာနော်တို့ပြည်သူလူထုတွေဒီလိုမျိုးသိဆုံးနေကြတယ်ဓမ္မမှန်တရားတဲ့အသက်တွေပေးနေကြရတယ်စစ်ပေးတွေရှောင်နေကြရတယ်နိုင်ငံကြီးကပြာပုံဘဝရောက်နေဟိုးအောက်ဆုံးအဆင့်ကိုရောက်နေတယ်ဒီအတွက်အားလုံးကမိမိတို့အပျော်တွေလျှော့ပြီးတော့ဒီကုန်ကြမှုတွေကိုစစ်ပေးရှောင်နေနော်ဒီ PDF တွေစားနေရိတ်ခါအတွက်တွေအားလုံးလှူဒန်းကြဖို့ကိုနော်ဘုန်းကြီးတွေရဲရဲရင်းနဲ့ပြောဟောကြရမှာ
အခုတော့ဒါစာရိတ္တသီလပြက်ကွက်နေကြတာပါပဲဦးဇင်းတို့လည်းပန်ပန်တက်တက်ပြောတာလဲအားတွေပေါက်နေပါပြီနော်သင်္ဃာလောဝါဒတုတ်ရဲ့တကယ်ကျင့်ဝတ်ထဲမှာနော်မကောင်းမြတ်တာကောင်းရညွန်လစ်နတိဟောကျူနာဘုထမနတ်ထံတင်ရမေတ္တာလည်းပြုရန်မှု6ခုလုံးသေးကြဟိဆိုတာဒါယံမှန်လို့ရှိရင်မဖြစ်မနေကျင့်ကိုကျင့်ရမယ်စာရိတ္တသီလဒီဟာမရှိရင်အသက်ထွက်တာပါပဲနော်ယံမကောင်းတာတွေကိုတွေ့လျက်နဲ့မသားမြစ်ဘူးဟေ့ဆိုတာသူကိုယ်တိုင်မကောင်းတာကြိုက်နေလို့ပဲကိုယ်ကဓမ္မအမှန်တရားကျင့်မြတ်လို့တယ်ကောင်းတယ်ဆိုလို့ရှိရင်မကောင်းတဲ့အစိတ်တွေမပြန်ရေးအတွက်အာရမတွေမပြန်ရေးအတွက်ယဟန်မှာတာဝန်ရှိကိုရှိတယ်ဗုဒ္ဓကလည်းဒါကိုပဲလုပ်ဖို့ missionary စနစ်တကျသင်ကြားပေးထားတာပဲနော်ကောင်းရညွန်လေးရေးဆိုတော့ခုနကပြောခဲ့တဲ့ကိုကျင့်တဲ့တရားတွေရှိလာအောင်ဓမ္မအမှန်တရားတွေချစ်မြတ်နိုးလာအောင်ကိုတိုင်းပြည်ကြီးမှာကိုကျင့်တိတ်္ခတွေထွန်းကားလာအောင်ဓမ္မတွေထွန်းကားလာအောင်နော်ဒီလိုမျိုးလမ်းညညွန်ညရမှာအခုတော့မလုပ်ဘဲနဲ့ကိုယ်နိုင်ငံကြီးအာရမနိုင်ငံဖြစ်နေတာကိုကျင့်တိတ်္ခပြက်နေတာဘူးပဲကိုနဲ့မဆိုင်တယ်လို့တွေနော်ပြီးတော့ဒီနိုင်ငံသားတွေကိုကိုနဲ့မဆိုင်လို့လိလူရှုပြီးတော့နေနိုင်ဖို့တွေကိုနော်အပိအမြောက်ပြုနေကြတာဒါရီယာတနည်းအားဖြင့်ပြောရင်ဓမ္မပြည့်စည်နေကြခြင်းပဲဖြစ်ပါတယ်ကိုကျင့်တဲ့တရားမဲ့နေကြခြင်းဖြစ်ပါတယ်ဒါကြောင့်ဉာဏ်ကောင်းမှန်သမျှဟာဓမ္မထွန်းကားဖို့အာရမတွေညီကုန်းချုပ်ဖို့အားလုံးရမ်းရှင်လို့ကြောင်းနာပြည်သူအားလုံးမှာတာဝန်ရှိပါတယ်လို့ဖြေကြားပေးပါတယ်ကျေးဇူးတင်ပါတယ်